လန်လေးရဲ့စားမှာကြိုက်တဲ့နေရာယူလိုက်ယူတဲ့နေရာကုန်းတယ်ဆိုတဲ့ကောင်လေးကအန်မီနဲ့မဟုတ်ပဲကိုလူနဲ့ကိုခံလို့ကောက်ပါတယ်အောက်မှာဖေမြောင်လေးတွေပြေးနေတယ်ကလတိုက်ကြားဝင်ကိုက်လို့ပဲမှကြည့်ငါအားရပါရတွေပြည့်နေကြီးက9000နဲ့လောက်ကြပါဦးလို့ကွာမှကြီးမရှိလို့ကြီးလာကောက်ပါရဲ့ဆိုမှဖေတချမ်းထွက်တယ်မှာဖေတချမ်းထွက်တယ်ဖေတချမ်းကောင်စော့မှာဟာရောငါတီတော့လောက်ကြပါမတက်လေးရက်နေတယ်မတက်လေးရက်နေပြစ်တယ်နော်ပြစ်တယ်မဟုတ်ပါမတကောင်ဟုတ်ပါမတကောင်အားရငါတွေးရမရှိတော့တီတော့မှာလားလောက်ကြပါဦးဟိုမှာပေါ်မှာနာဘွားတကောင်အမငေးနေတာဗာဒီငေးလို့ငေးပဲမသိဘာခြေတန်ကြရဆင်းပြလိုက်မယ်အေးဗာကိုကြီးကြိုင်တို့လေမြဘာလုံနာအင်းကြီးကပဲဝမ်းဆက်လေးနဲ့ရော့တီးထုတ်ပေးလိုက်ပြီးနှစ်ယောက်လုံးလေမြညလို့ရှိအောင်ကြည့်ရအဇူးဆွဲမယ်ပြောက်ငါလုံးမနဲ့တန်ကောက်လက်ကလေးတောင်ပြမင်းတို့တကွက်ပြမယ်အိုင်းစတိုက်တဲ့ကျိုင်းနဲ့အိုင်းပလိုင်းဆိုတာပြမယ်မင်းတို့ကစမုတ်ခင်းလိုက်ဟိုကောင်လေးဖင်မနိုင်အောင်လို့အမှဒီမှာတကောင်နှော့ထားတဲ့အစိမ်းကောင်လေးမှာပါခေါ်လိုက်ဒီကောင်တွေကစမုတ်ခင်းတာတော့အမှစမုတ်ထဲကိုမှန်းထည့်နေတဲ့အချိန်မှာငါဒီဘေးကနေရော့မှလာတဲ့ကောင်တကောင်ပြစ်လိုက်မှာ granite ဆွဲမှာရော့ပြစ်လိုက်အော်မှနိုင်သွားပြီဒါပဲ chicken တင်တာလွယ်လေးမင်းဘာဒီခက်တော့ဘလရိုရှိရတန်ကျွန်တော်တန်မဟုတ်ပါဘူးဒါကျွန်တော်ရဲ့ညီစီကိုရဲ့ညီစီတိုပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အဲ့လိုဗလေအော်ကြီးမပြောပါဘူးကျွန်တော်ကလူရင်ကြီးလေးပါလို့ဟုတ်ကဲ့